လာကောင်းကင်မြေကြီးနဲ့စိတ်လန်းတော်တောင်လာကြရတွေထာဝရဘုရားရဲ့လက်ရပဲရာရာကိုယ်တော်ရဲ့လက်ရတွေချင်းငယ်များစွာပြန်ဝဲနေကြွလင်းရောင်နေမိအိမ်ကပမြေတဲ့ခုစားတင်ကကိုယ်တော်ဘုရားရဲ့လက်ရပဲပင်လဲကြီးနဲ့လှရှာတဲ့တော့သက်တော်မျိုးစုံကပါမြေကြီးတဲ့ပြေးစေဖို့ထာဝရဘုရားပဲမိန်မှုတဲ့မြေမုံနဲ့ဘုရားလူဖန်ဆင်းတဲ့ဖန်ဆင်းထားဖို့ရာအုပ်ဆိုးရဘုရင်ရဲ့နိုင်ထားမှုပြီးအသက်ရှိတော်လူဖြစ်လေ၏ကောင်းကင်မြေကြီးနဲ့စိတ်လန်းတော်တော်လာတရားတွေထာဝရဘုရားရဲ့လက်ရပဲရာရာကိုယ်တော်ရဲ့လက်ရတွေချင်းငယ်များစွာပြန်ဝဲနေကြွလင်းရောင်နေမိအိမ်ကပမြေတဲ့ခုစားတင်ကကိုယ်တော်ဘုရားရဲ့လက်ရပဲတော်မြေပင်လဲကြီးနဲ့လှရှာတဲ့တော့တတ်တော်မျိုးစုံကပါမြေကြီးတဲ့ပြေးစေဖို့ထာဝရဘုရားပဲမိန်မှုတဲ့မြေမုံနဲ့ဗျာလူဖန်ဆင်းကဖန်ဆင်းထားတော်ရာအုပ်ဆိုးရန်ရင်ရဲ့နိုင်ထားမှုပြီးအသက်ရှိတော်လူဖြစ်လေတော်ရခုမှမရှိပါလား